တိုင်းသားပေါင်းစုံကျောင်းသူကျောင်းသားအားလုံးကိုဆရာဒီနေရာကနေနှုတ်ခွန်းဆက်သလိုက်တယ်ဒီကနေ့ဆရာပူချမဲ့ဘာသာရပ်ကတော့ဥပဒေစိုးမိုးရေးဘာသာရပ်ဖြစ်ပါတယ်ဥပဒေစိုးမိုးရေးဟာတကမ္ဘာလုံးမှာတိုးတက်ထွန်းကားတဲ့နိုင်ငံတွေမှာအများဆုံးအားဖြင့်ကျင့်သုံးကြတဲ့သဘောတရားလည်းဖြစ်တယ်လက်တွေ့လည်းဖြစ်တယ်အောင်မြင်မှုလည်းဖြစ်တယ်ဒီနေ့တိုးတက်ထွန်းကားနေတဲ့နိုင်ငံတိုင်းမှာဥပဒေစိုးမိုးရေးအခြေခံနေကျင့်သုံးကြရတာဖြစ်တယ်အဲ့တော့ဥပဒေစိုးမိုးရေးလို့ပြောရင်လက်မခံဘူးလို့ဘယ်နိုင်ငံမှမပြောကြဘူးဆိုတော့ဥပဒေစိုးမိုးရေးဟာလူအဖွဲ့အစည်းရဲ့တည်ငြိမ်မှုတိုးတက်မှုဖွံ့ဖြိုးမှုငြိမ်းချမ်းသာယာမှုအတွက်အခြေခံအကျဆုံးအကြောင်းအရာဖြစ်တယ်ဘာသာရပ်ဖြစ်တယ်အဲ့တော့ဒီဘာသာရပ်ကိုဆရာတို့ဖက်ဒရယ်ဥပဒေအကယ်ဒမီကနေပြီးတော့စတင်ပို့ချသွားမှာဖြစ်ပါတယ်အဲ့တော့အပြည်ဆိုင်လူ့ခွင့်ကြီးညာစာတမ်းရဲ့ဏ္ဍာန်မှာပေါ်ပြထားတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီအာဏာသုံး၍တရားလက်လွတ်အုပ်ချုပ်မှုနဲ့ဖိနှိပ်မှုတို့ကိုလူကနောက်ဆုံးနိလန်းအနေနဲ့စန့်ကျင်ပုံကတဲ့အခြေအနေမရောက်ရှိစေရတဲ့နော်လူအခွင့်အရေးကိုဥပဒေစိုးမိုးရေးနဲ့ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်မနေလိုအပ်တယ်ဒီလိုပြရတာဖြစ်တယ်အဲ့တော့တရားလက်လွတ်ဖိနှိပ်အုပ်ချုပ်မှုကိုစန့်ကျင်ပုံကတဲ့အခြေအနေလူတွေရောက်မသွားအောင်ဒါအပြည်ဆိုင်လူ့ခွင့်ကြီးညာစာတမ်းမှာဖော်ပြထားတာနော်အားလုံးစဉ်းစားကြည့်ပါအဲ့လူတွေမှာတရားလက်လွတ်အုပ်ချုပ်မှုတွေရှိလာခဲ့ရင်အုပ်ချုပ်ခံရတဲ့လူတွေမှာစန့်ကျင်ပုံကပဲရှိသို့တော့အဲ့လိုစန့်ကျင်ပုံကတဲ့အခြေအနေရောက်မသွားအောင်တဲ့လူအခွင့်အရေးကိုဘာနဲ့ကာကွယ်ရမလဲဆိုရင်ဥပဒေစိုးမိုးရေးနဲ့ကာကွယ်ရမယ်လို့အပြည်ဆိုင်လူ့ခွင့်ကြီးညာစာတမ်းရဲ့ဏ္ဍာန်မှာအတီးလင်းဖော်ပြထားတယ်အဲ့တော့ဒီဏ္ဍာန်ကဘာကိုဖော်ပြလဲဥပဒေစိုးမိုးရေးနဲ့လူ့ခွင့်ရေးဘယ်လိုဆက်ဆက်တယ်ဆိုဖော်ပြထားရတာအဲ့တော့ဆရာတို့နိုင်ငံမှာတော့ဖြစ်ရင်အခြေခံအပြင်ပြဿနာ၃ရပ်ရှိတယ်အဲ့ဒါဘာလဲဆိုတော့လူ့ခွင့်ရေးကိုတောင်းဆိုနေကြတဲ့ပုဂ္ဂိုလ်တွေကဥပဒေစိုးမိုးရေးနဲ့လူ့ခွင့်ရေးဆက်ဆက်ပုံကိုအဓိကထားမလိလာကြသေးဘူးလို့ပြောရမှာဖြစ်တယ်ဒါကပြဿနာတစ်ရပ်ပဲဒုတိယပြဿနာတစ်ရပ်ကဘာလဲဆိုတော့ဥပဒေစိုးမိုးရေးရလို့ဥတီကြိုးပမ်းနေကြသူတွေတော်တော်များများကလည်းပဲလူ့ခွင့်ရေးအကြောင်းပြောတာသိကိုနေလုံးတယ်နောက်ဆုံးတတိယပြဿနာတစ်ရပ်ကတော့ဥပဒေစိုးမိုးရေးဆိုတာဘာလဲနော်ဥပဒေစိုးမိုးရေးကိုပြောလာကြပြီဆိုတော့ဥပဒေစိုးမိုးရေးကိုမြင်တယ်လို့ကိုနားလဲတယ်လို့ကိုတွေးခေါ်တယ်လို့ကျင့်သုံးကြတာလို့ရင်ဥပဒေစိုးမိုးရေးဆိုတာဘာလဲရဲ့လို့အဓိပ္ပာယ်တိတိကျကျနားလဲအောင်မကြိုးစားကြတာဟာလည်းပဲတတိယပြဿနာပဲအဲ့တော့ဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ဆရာတို့နိုင်ငံမှာဒီပြဿနာကြီး၃ရပ်ကိုတွေ့ကြုံနေရတာဖြစ်ပါတယ်အဲ့တော့ဥပဒေစိုးမိုးရေးကိုသုံးတရားနဲ့ဆိုင်စွာနားလည်နိုင်မှုရန်အတွက်ဥပဒေဆိုတဲ့စကားလုံးကနေစတင်ဆွေးနွေးသွားမှာဖြစ်တယ်အဲ့တော့ဥပဒေတွေဘယ်လိုပေါ်လာလဲဥပဒေဆိုတဲ့အရာဟာလောကမှာလူအဖွဲ့အစည်းမှာဘယ်လိုများပေါ်လာတာလဲပထမဆုံးချက်ကဆရာတို့တိုင်းသားပေါင်းစုံကျောင်းသူကျောင်းသားတွေခေါင်းထဲမှာထည့်စီချင်တာကတော့ဥပဒေဆိုတာဟာလူတူးချင်းစီနဲ့လူအဖွဲ့အစည်းကိုလုံခြုံမှုပေးတဲ့နေရာမှာသုံးဖို့ပေါ်လာတာပဲဥပဒေဟာလုံခြုံမှုနဲ့ဆက်ဆက်နေတယ်ခင်ဗျားလုံခြုံမှုအကြောင်းပြောရင်ဥပဒေအကြောင်းပြောမှရမယ်ဥပဒေအကြောင်းမပြောဘဲနဲ့လုံခြုံမှုအကြောင်းပြောရင်ခင်ဗျားဗြိတိဖြစ်သွားမယ်အာဏာရှင်ဖြစ်သွားမယ်အဲ့တော့ဗြိတိစနစ်ကိုမကြိုက်ဘူးနော်တသွေးတတန်တမိတ်နဲ့အုပ်ချုပ်တဲ့စနစ်ကိုမကြိုက်ဘူးအာဏာရှင်စနစ်ကိုမကြိုက်ဘူးဆိုရင်ဥပဒေအကြောင်းပြောရမယ်။ဘာကြောင့်လဲဆိုတော့ဥပဒေဆိုတာဟာလူတိုးချင်းစီအတွက်ကောလူအဖွဲ့အစည်းအတွက်ကောလုံခြုံမှုပေးတဲ့နေရာမှာသုံးစွဲဖို့ပေါ်လာခဲ့တာဖြစ်တယ်။ဒါတခုဖြစ်တယ်။ဒီအခြေခံနေဥပဒေကိုစဉ်းစားတာ။အ
အဲ့တော့လူတိုင်းလူအဖွဲ့အစည်းတဲ့နိုင်ငံထဲမှာလုံခြုံမှုကထိတ်ကဖြစ်တယ်အရေးကြီးဆုံးဖြစ်တယ်အဲ့လိုအရေးကြီးဆုံးလုံခြုံမှုဖော်ဆောင်တဲ့အခါမှာဥပဒေနဲ့ချီကားမှာဖြစ်ပါတယ်ဒါပထမတစ်ချက်ဒုတိယချက်ကပါလဲဆိုတော့ဥပဒေဘယ်လိုပေါ်လာလဲဆိုရင်လူတူတယောက်ရဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့အခြားသူတူတောင်းမလို့ရှိရင်အများရဲ့လုံခြုံမှုကိုမထိပါအောင်ထိန်းချောင်းကန့်သက်တဲ့အခြေခံကနေဥပဒေပေါ်လာခဲ့တာဖြစ်တယ်လူဆိုတာလူအဖွဲ့အစည်းမှာလူအများစုပေါင်းနေထိုင်ကြတာဖြစ်တယ်တယောက်တည်းနေလို့မရဘူးအဲ့လိုလူအများစုပေါင်းနေထိုင်လူအဖွဲ့အစည်းမှာလူတယောက်ကသူ့ရဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့သူစိတ်ကောင်းရင်ကောင်းသလိုမကောင်းရင်မကောင်းသလိုနော်သူစိတ်ကြည်လင်သလိုစိတ်မကြည်လင်မကြည်သလိုအခြားသူပေါ်မှာနော်အခြားသူရဲ့လုံခြုံရေးပေါ်မှာထိပါမသွားအောင်ထိန်းချောင်းကတ်သက်ဖို့ရန်အတွက်ဥပဒေပေါ်လာခဲ့တာဖြစ်တယ်ခမည်းစိတ်တွေပြောင်းလို့ရတယ်ခမည်းစိတ်ကြောက်ကြက်ဖြစ်လို့ရတယ်ခမည်းစိတ်ထင်နိုင်ကြလို့ရတယ်ဒါပေမဲ့ခမည်းစိတ်ထဲမှာတစ်မျိုးပေါ်လာရုံနဲ့ဟလာစိတ်ချမ်းသာမယ်ဒေါသထွက်ရင်ထွက်မယ်ခမည်းဒေါသထွက်တယ်ဆိုရုံနဲ့အခြားလူတယောက်လုံခြုံမှုသွားထိပါလို့မရလုံခြုံမှုကိုသွားပြီးထိပါလို့မရအဲ့လိုမထိပါအောင်ကန့်သက်တဲ့အခြေခံကနေထိန်းချောင်းတဲ့အခြေခံကနေဥပဒေပေါ်လာခဲ့တာဖြစ်တယ်တခါဆက်ဆွေးနွေးပြရည်ဥပဒေတွေဘယ်လိုပေါ်လာတာလဲနော်ခုနပြောလုံခြုံမှုအခြေခံထိန်းချောင်းကန့်သက်တဲ့အခြေခံနေဥပဒေစပေါ်လာတယ်လူအဖွဲ့အစည်းအဆင့်တဖြည်းမြင့်လာတယ်ယဉ်ကျေးမှုအဆင့်တဖြည်းမြင့်လာတယ်လူကတဖြည်းတိုးတက်ထွန်းကားလာတယ်စနစ်တွေပြောင်းလာတယ်ဥပဒေပေါ်လာတဲ့အခြေခံတွေလည်းပြောင်းလာတယ်နော်အဲ့တော့ခဏခင်မီတိုးတက်တဲ့ဒုကမ္ဘာလောကကြီးမှာဥပဒေတွေဘယ်လိုပေါ်လာလဲလို့မေးလူတူးနဲ့တူကြားဆက်ဆံရေးလူတူးနဲ့အစိုးရကြားဆက်ဆံရေးအဲ့ဒီဆက်ဆံရေးနှမျိုးတသမတ်တည်းဖြစ်ဖို့ညီမျှဖြစ်ဖို့ကြိုးပမ်းကြရာကနေပေါ်လာဖြစ်တယ်စဉ်းစားပါနော်အဲ့တော့နှစ်ပိုင်းရှိသွားတယ်လူတူးချင်းနဲ့တူးနဲ့အခြားတူးကြားထဲမှာဆက်ဆံရေးဟာတသမတ်တည်းရှိရမယ်ညီမျှရှိရမယ်ဒါဥပဒေချက်ကပေါ့ခင်ဗျားစိတ်ယူပေါက်ရင်ပေါက်တော့စိတ်ကောင်းရင်ကောင်းတော့အခြားသူတော့ဆက်ဆံလို့မရခင်ဗျားဆက်ဆံရေးတသမတ်တည်းဖြစ်ရမယ်ညီမျှရှိရမယ်ခင်ဗျားဆက်ဆံခြင်းမှာဆက်ဆံမဆက်ဆံခြင်းနေသို့တော့ဆက်ဆံတဲ့အခါမှာတော့ဖြစ်ရင်ခင်ဗျားရဲ့ဆက်ဆံပုံဟာခင်ဗျားရဲ့ပြုမှုမှုဟာနော်ကတောင်းကနေမဖြစ်ရဘူးခင်ဗျားစိတ်ယူပေါက်လို့အခြားတယောက်တော့ဆက်ဆံလို့မရခင်ဗျားဆက်ဆံရေးကတသမတ်တည်းရှိရမယ်ညီမျှအခြေခံရှိရမယ်ဒီလိုဟာကိုရှိစေဖို့ကြိုးပမ်းရာကနေဥပဒေပေါ်လာတယ်ဒါကအလျားလိုက်ဆက်ဆံရေးလို့ခေါ်တယ်နောက်တစ်ချိန်ထဲမှာဒေါင်လိုက်ဆက်ဆံရေးရှိတယ်အဲ့ဒါပါလဲဆိုလူတုနဲ့အစိုးရကြားကဆက်ဆံရေးအဲ့တော့လူတုနဲ့အစိုးရကြားကဆက်ဆံရေးဟာလည်းပဲတသမတ်တည်းရှိဖို့လိုတယ်ညီမျှရှိဖို့လိုတယ်အစိုးရကအာဏာကိုကင်ထားတာတိုင်းပြည်အုပ်ချုပ်မှုအာဏာကိုကင်ထားတာတိုင်းပြည်ဆိုတဲ့ထဲမှာလူလဲပါတယ်အဲကြောင့်အစိုးရဆိုတဲ့ပုံကူများစိတ်ထဲမှာကတောင်းကနေဖြစ်ုံဒေါသထွက်ုံစိတ်မကြည်လင်ုံကြည်လို့မရုံနဲ့နိုင်ငံသားတွေပေါ်မှာထင်တယ်လို့သွားဆက်ဆံလို့မရဘူးနော်ကိုယ့်လက်ထဲမှာအာဏာရှိတယ်ဆိုုံနဲ့စိတ်ထဲမှာဒေါသထွက်လာတယ်ဆိုုံနဲ့ကိုယ့်နိုင်ငံသားကိုထင်တယ်လို့သွားပြုမှုဆက်ဆံလို့မရဘူးဒီလိုမရအောင်နော်ဒီလိုလုပ်ခွင့်မရှိအောင်တသမတ်တည်းရှိအောင်ညီမျှရှိအောင်ကြိုးပမ်းတဲ့နေရာကနေဥပဒေပေါ်လာတာပဲဒီလိုနားလည်ဖို့လိုပါတယ်ကဲအဲ့တော့ဆရာတို့ဥပဒေပေါ်လာပုံလေးကိုနားလည်ပြီးပြီဆိုရင်ဥပဒေဆိုတာဘာလဲဆိုတော့ဆက်ဆွေးနွေးပါမယ်အဲ့တော့ဥပဒေရဲ့လို့လူတွေအကုန်လုံးနှီးပါးကနားထဲမှာထက်ခါကြားနေရတဲ့ခါကျတော့ဥပဒေရဲ့အဓိပ္ပာယ်ကိုသိအောင်လေ့လာတဲ့ပုဂ္ဂိုလ်ကတော်တော်နေသွားတယ်ဥပဒေဆိုရင်ကိုနားလေတယ်လို့ပဲဒါပေမဲ့မေ့ကြည့်ပါဥပဒေဆိုတာဘာလဲလို့တော့မေးရင်ဒ
လူတော်များများကလူတကယ်အများစုကြီးကစိတ်ထဲမှာရှိတာကိုထင်တယ်လို့ပြောကြမှာပဲမှန်တာလည်းရှိမယ်မားတာလည်းရှိမယ်တဲ့တာလည်းရှိတယ်ဖြောင်းတာလည်းရှိတယ်ကောက်တာလည်းရှိတယ်သို့တော့တီးကြတာကတော့ဖြစ်ရင်တစုံတရာအားဖြင့်ရှင်းလင်းတဲ့ဒီဝေဖွင့်ဆိုချက်တစ်ခုကိုတထိုင်ထဲမှာပြီးဖို့မဖြစ်နိုင်ဘူးတစ်ချိန်ထဲမှာလည်းပဲလူတကယ်အများစုကြီးကဥပဒေဆိုတာဘာလဲရဲ့လို့အသေးချာချာလေ့လာစဉ်းစားမှုအပိုင်းမှာမရှိတော့နဲတယ်လို့ပြောရမှာဖြစ်တယ်အဲ့တော့ဒါပေမဲ့ဒီကမ္ဘာလုံးမှာလည်းပဲဥပဒေဆိုတာဘာလဲဆိုတာကိုတင်းကြီးတင်းညွတ်တဲ့အဓိပ္ပာယ်ဖွင့်ဆိုထားတာကလည်းမရှိပြန်ဘူးဒါလည်းပြဿနာတစ်ခုပဲအဲ့တော့ဥပဒေဆိုတာဘာလဲရဲ့လို့အဓိပ္ပာယ်တေချာဖွင့်ဆိုထားတာမရှိဘဲနဲ့ဘယ်လိုဥပဒေစိုးမိုးရေးဆိုပေါ်ဆောင်ရမလဲဆိုတဲ့ပြဿနာရှိလာတယ်မှန်တယ်ဥပဒေစိုးမိုးရေးကရေးကြီးတယ်နော်ခဏဒီကမ္ဘာလုံးမှာဒီကမ္ဘာလုံးရဲ့တန်ဖိုးလို့လက်ခံလာကြတဲ့ universal value ဖြစ်လာတဲ့လူအခွင့်အရေးဆိုတာကိုတော့မှလက်မခံတဲ့တိုင်းပြည်ရှိကောင်းရှိနိုင်သေးတယ်ဒါပေမဲ့ဥပဒေစိုးမိုးရေးဆိုတာကိုလက်မခံမှုဆိုတဲ့တိုင်းပြည်ကမရှိသလောက်ပဲအဲ့တော့ဒီလောက်အရေးကြီးတဲ့ဥပဒေစိုးမိုးရေးကိုနားလည်နိုင်ဖို့ရန်အတွက်ဥပဒေဆိုတာဘာလဲဆိုတဲ့ပုံမှာတကဘာလုံးကတင်းကြီးတင်းညွတ်နေအဓိပ္ပာယ်ဖွင့်ထားတာကလည်းမရှိပြန်ဘူးအဲ့တော့အဓိပ္ပာယ်ဖွင့်ထားတာမရှိဘူးလားရှိတယ်ရှိကြတယ်အများကြီးပဲပြောချင်တာကတော့တင်းကြီးတင်းညွတ်တိတကဘာလုံးကလက်ခံထားတဲ့စံသတ်မှတ်ချက်အဓိပ္ပာယ်ဖွင့်ဆိုချက်တော့မရှိသေးဘူးအဲ့တော့ဆရာတို့ဖက်ဒရယ်ဥပဒေအကယ်ဒမီကနေပြီးတော့နော်တကဘာလုံးမှာလက်ခံကျင့်သုံးကြတဲ့လက်တွေ့အခြေအနေတွေစံသတ်မှတ်ချက်တွေစံထားချက်တွေနော်ဥပဒေအခြေခံသဘောတရားတွေကနေပြီးတော့မှဥပဒေဆိုတာဘာလဲဆိုတော့အဓိပ္ပာယ်ဖွင့်ဆိုသွားမှာဖြစ်တယ်အဲ့တော့ဥပဒေဆိုတာဘာလဲဆိုတာကိုအချက်၄ချက်နဲ့အဓိပ္ပာယ်ဖွင့်ဆိုသွားမယ်ပထမချက်ကဘာလဲဥပဒေဆိုတာဟာလူတူးချင်းစီနဲ့လူအဖွဲ့အစည်းကိုလုံခြုံမှုပေးဖို့သုံးစွဲတဲ့ပြဋ္ဌာန်းချက်ပဲဥပဒေဆိုတာဟာလူတူးချင်းစီနဲ့လူအဖွဲ့အစည်းကိုလုံခြုံမှုကင်းမဲ့အောင်လုပ်တဲ့ပြဋ္ဌာန်းချက်မဟုတ်ဘူးဥပဒေလို့ပြောရင်ခင်ဗျားနားလည်ရမှာပါလဲဆိုတော့လူတူးချင်းစီနဲ့လူအဖွဲ့အစည်း individuals and society ဒီနှစ်ခုကိုလုံခြုံမှုပေးဖို့လုံခြုံမှုပေးဖို့သုံးစွဲတဲ့ပြဋ္ဌာန်းချက်ကဥပဒေပဲဒါပထမတစ်ခုဒုတိယတစ်ခုကလည်းရှေ့မှာပြောထားပြီးနော်လူတယောက်ရဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့အခြားသူလူသုံးဖို့အများရဲ့လုံခြုံမှုကိုခင်ဗျားစိတ်ဆန္ဒတစ်ခုတည်းနော်အခြားတယောက်ကိုသုံးဖို့အခြားအများကိုသူ့လုံခြုံမှုကိုမထိပါအောင်ထိန်းချောင်းကန့်သတ်တဲ့ပြဋ္ဌာန်းချက်လည်းဖြစ်တယ်ဒါဒုတိယချက်ဖြစ်တယ်နော်တတိယချက်ကဥပဒေဆိုတာဘာလဲလို့ဖြေလို့ရှိရင်လူတူနဲ့အခြားတူကြားဆက်ဆံရေးလူထုနဲ့အစိုးရတွေကြားဆက်ဆံရေးတွေတသမတ်တည်းရှိစေဖို့ညီညီမျှမျှရှိစေဖို့ပြဋ္ဌာန်းချက်ဖြစ်တယ်ဒါတတိယအဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်တယ်နောက်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ဒီဥပဒေဆိုတာဟာသက်ဆိုင်ရာလူအဖွဲ့အစည်းကလက်ခံကျင့်သုံးတဲ့ကိုကျင့်တရားစံထားချက်နိုင်ငံရေးအတွေးခေါ်တွေနဲ့သက်ဆိုင်ရာလူအဖွဲ့အစည်းရဲ့ပဂတိလိုအပ်ချက်နဲ့အနာဂတ်မျှော်မှန်းချက်တွေကိုထင်ဟပ်တဲ့အရာဖြစ်တယ်။ဒါဥပဒေပဲ။အဲ့တော့ဒီနေရာမှာဒီအပိုင်းနံပါတ်၄ကိုတော့တစုံတရာအခြေခံအပြင်ရှင်းပြဖို့လိုလာတယ်။ဥပဒေဆိုတာဘာလဲ။သက်ဆိုင်ရာလူအဖွဲ့အစည်းကလက်ခံကျင့်သုံးတဲ့ကိုကျင့်တရားကိုထင်ဟပ်တဲ့အရာဖြစ်တယ်။ဘိုင်းငယ်တခုဆိုထားတယ်။ ethic ကိုလည်းခင်ဗျားထင်ရတယ်သက်ဆိုင်ရာတိုင်းမှာသက်ဆိုင်ရာလူအဖွဲ့အစည်းကလက်ခံတဲ့ ethic ကိုကျင့်တရားဟာလည်းပဲကိုကျင့်တရားကိုလည်းပဲထင်ရတယ်နော်အဲ့တော့ကိုကျင့်တရားဆိုတာကိုတစုံတရာအခြေခံပြီးလေ့လာဖို့လိုအပ်လာတယ်ဒါပေမဲ့ဆရာတို့က ethic ကိုဘာသာတစ်ခုနဲ့အဖြစ်နဲ့တင်တာမဟုတ်တော့ဒီနေရာမှာမိတ်ဆက်ယုံတော့ပဲကျွန်တော်ပြောပြလိုက်မယ်။ကိုကျင့်တရားရဲ့အခြေခံကဘာလဲဆိုတော့ဒီသက်ဆိုင်ရာလူအဖွဲ့အစည်းကတန်ဖိုးထားကျင့်သုံးသင့်တယ်လို့ယူဆတဲ့
လူရဲ့ပြုတ်မှုတစ်ခုပဲခမည်းစဉ်းစားလိုက်တယ်နော်လူဆိုတာဟာလူစိတ်ရှိဖို့လိုတယ်ဒါလူစိတ်ရှိတယ်ဆိုတာဘာလဲတတိဆန်စိတ်နဲ့ပါကွာလဲတတိဆန်မှာခင်ဗျာကိုကျင်တရားမရှိဘူးလူမှာကိုကျင်တရားရှိဘာကွာလဲဆိုတော့တတိဆန်မှာအားကြီးတဲ့လူကအားငယ်တဲ့လူကိုအမြဲတမ်းနှိမ့်ဆက်ညှဉ်းပန်းနေရှိတယ်ဒါတတိဆန်ရဲ့သဘာဝပဲနော်အမြဲတမ်းလူပဲအကုန်လုံးနှီးပါပဲနှိမ့်ဆက်ညှဉ်းပန်းနေရှိသို့တော့တရိษံထဲမှာမိဘကသားသမီးကိုဆောင်းလျှောက်တဲ့ဟာကိုပြောတာမျိုးမဟုတ်ဘူးတရိษံရဲ့သဘာဝကကူကအားကြီးတဲ့လူကအားငယ်တဲ့လူကိုနှိမ့်ဆက်ညှဉ်းပန်းနေရှိတယ်အနိုင်ကျင့်နေရှိတယ်တပ်ပြတ်စားတော့နေရှိတယ်ကိုကျင်တရားမဲ့လောကဖြစ်သွားတယ်လူကတရိษံနဲ့ကြွားချတယ်လူမှာနော်အခြေခံအားဖြင့်ကိုကျင်တရားကောင်းတဲ့လူဆိုတာအခြေခံအားဖြင့်တော့ဟာလားဒီတခြားအရာတွေပြင်ပေါ့လေကိုကအားကြီးနေတဲ့အချိန်မှာအခြားအားငယ်တဲ့လူကိုတွားပြီးတော့နှိမ့်ဆက်ကလေးမလုပ်ဖို့အခြေခံမျိုးကစဉ်းစားတာကိုကျင်တရားလို့ခေါ်တယ်နော်ဒီအခြေခံစဉ်းစားရင်ခမည်းငွေကြေးဥစ္စာတအားချမ်းသာနေတယ်ဒါပေမဲ့ဆင်းရဲတဲ့လူကိုတော့ပြီးခံမပြီးနေတယ်ခင်ဗျာခွန်အားပလတအားကြီးနေတယ်ခင်ဗျာဆင်းရဲတဲ့လူခွန်အားပလနည်းတဲ့လူခင်ဗျာတော့မပြီးနေတယ်နော်တစ်ချိန်တည်းမှာခင်ဗျာကျင်လေကျက်စားတဲ့လူအဖွဲ့အစည်းကလက်ခံကျင့်သုံးတဲ့ကိုကျင်တရားရှိတယ်ဥပမာဆိုကြပါစို့တချို့ဘာသာရေးအခြေခံကနေတလင်တေများစနစ်ကိုကျင့်သုံးတယ်တချို့ဘာသာရေးအခြေခံနေပြီးတော့မရအများယူခွင့်စနစ်ကိုကျင့်သုံးတယ်အဲ့တော့ခင်ဗျားကျင့်သုံးတဲ့ဟာမတူတော့ဘူးလက်ခံတဲ့ကိုကျင့်တရားတတ်မှတ်ချက်ကမတူတော့ဘူးအဲ့လိုမတူတဲ့အခါမှာအဲ့လိုမတူတဲ့အခြေခံကိုထင်ဟပ်တဲ့အရာကလည်းပဲဥပဒေပဲအဲ့တော့ကိုကျင့်တရားစဉ်းစားချက်တွေပေါ်လာတယ်လူတယောက်ကအကြီးကျယ်ချမ်းသာနေတယ်နော်လူတစုကအကြီးကျယ်ချမ်းသာနေတယ်လူအဖွဲ့အစည်းမှာဒါပေမဲ့လူအများစုကြီးကငတ်ပြတ်ဆင်းရဲနေကြတယ်အဲ့တော့လူအများစုကြီးငတ်ပြတ်ဆင်းရဲနေကြတဲ့အချိန်မှာလူတယောက်တည်းလူတစုတည်းကပဲအကြီးကျယ်ချမ်းသာနေတာဟာလူအဖွဲ့အစည်းရဲ့ကိုယ်ကျင်တရားကိုထိခိုက်စေတယ်လူအဖွဲ့အစည်းကကိုကျင်တရားမဲ့လောကဖြစ်သွားနိုင်တယ်ဒါကြောင့်ဥပဒေကြောင့်ဘယ်လိုစဉ်းစားမလဲအဲ့တော့အကြီးအကျယ်ချမ်းသာနေတဲ့ပုဂ္ဂိုလ်များကိုများစီကနေ tax လို့ခေါ်တဲ့အခွန်တွေတိုးကောက်လိုက်မယ်ရတဲ့အခွန်ငွေတွေကိုတိုင်းပြည်ဆိုလက်ထက်မှာကင်ထားလိုက်ပြီးတော့ဆင်းရဲနွမ်းပါးတဲ့ပုဂ္ဂိုလ်များအတွက်ဥပမာဂေဟာတွေဆောက်ပေးမလားနေစရာအိမ်တွေဆောက်ပေးမလားလုပ်ငန်းကံလုံနိုင်စွမ်းနေရှိတော့တင်တန်းနေပေးမလားယာယီဘောရက်ဒီကွင်းအောင်စားနေဤခါတွေပေးမလားဒီလိုဆောင်ရွက်နိုင်မှုအခြေခံကနေစဉ်းစားတာမျိုးကိုကျင်တရားအခြေခံစဉ်းစားတယ်လို့ခေါ်တယ်ဒီစဉ်းစားချက်ကိုထင်ရတာဟာလည်းပဲဒါဥပဒေပဲဖြစ်တယ်အဲ့တော့ပြန်ချုပ်ပြောရင်ဥပဒေဆိုတာချက်၄ချက်ရှိတယ်အဲ့အချက်၄ချက်ဥပဒေဆိုတာဘာလဲလို့ပြောမယ်ဆိုရင်ချက်၄ချက်ရှိတယ်နောက်ဆုံးအချက်ကတော့သက်ဆိုင်ရာလူအဖွဲ့အစည်းကလက်ခံကျင့်သုံးတဲ့ကိုကျင့်တရားစံထားချက်နိုင်ငံရေးအတွေးခေါ်တွေနဲ့သက်ဆိုင်ရာလူအဖွဲ့အစည်းရဲ့ပဂရိလိုအပ်ချက်နဲ့အနာဂတ်မျှော်မှန်းချက်တွေကိုထင်ဟပ်တဲ့အရာဥပဒေဖြစ်တယ်အဲ့တော့ဒီပို့ချက်ချက်ကိုဒီမှာပဲရပ်ထားပြရစီဆရာတို့ဥပဒေအကယ်ဒမီဟာကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်အနီးကနိုင်ဂျာယန်ဆိုတဲ့မြို့ငယ်လေးမှာရှိပါတယ်1986ခုနှစ်ကဇွန်လ26ရက်နေ့ကဒီမတရားတဲ့တရားစီရင်စနစ်အောက်မှာရက်ဆက်စွာကြိုးပြီးကွပ်မြစ်ခံရတဲ့ကျောင်းသားကောင်းဆောင်ဆလိုင်းကိုတင်မောင်ဦးလို့နော်ဒီဥပဒေမဲ့အသက်ဆုံးရှုံးခံရတဲ့လူငယ်တွေမရှိတော့အောင်
နော်တရားစီရင်စနစ်ကြီးတစ်ခုလုံးဥပဒေစနစ်ကြီးတစ်ခုလုံးကိုပြင်ဆင်နိုင်ရေးအတွက်ကိုလူငယ်တွေကိုလက်ကျင့်မွေးမြူပေးတဲ့နေရာဌာနအဖြစ်နဲ့ဖက်ဒရယ်ဥပဒေအကယ်ဒမီကို2014ခုနှစ်ကုတမောင်ကျိုးပေးကွက်မြက်ခံရတဲ့ဇွန်လ26ရက်နေ့မှာစတင်တည်ထောင်ဖွင့်လှစ်ခဲ့တာခဏဆိုရင်3နှစ်ကျော်သွားပါပြီအဲ့တော့ဒီ academic board လို့ခေါ်တဲ့ဥပဒေပညာရှင်အဖွဲ့အစည်းစုစည်းမှုတစ်ခုဖြစ်နေဆရာမိတ်ဆွေ2ဦးဖြစ်တဲ့ဒီ Stockholm ဆွီဒင်နိုင်ငံ Stockholm မြို့ကဒီဥပဒေပညာဌာနကနိုင်ငံတော်ဥပဒေပါမောက္ခဒေါက်တာဒေးဗစ်ဖစ်ရှာနောက်ဆရာမိတ်ဆွေရင်းတဦးဖြစ်တဲ့အင်္ဂလန်နိုင်ငံကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဥပဒေပညာရှင်ဒေါက်တာဗင်ကက်အာယာတို့နဲ့အတူဆရာတို့ကဥပဒေပညာရပ်ကိုဦးဆောင်ပြီးတော့ဒီဖက်ဒရယ်ဥပဒေအကယ်ဒမီကိုဖွင့်လှစ်တည်ထောင်ပို့ချပေးနေခြင်းဖြစ်ပါတယ်အဲ့တော့ဆရာတို့အရှိကနေဒီ Diploma in Law လို့ခေါ်တဲ့ဥပဒေပညာ Diploma အောင်ပြီးတော့ဆင်းသွားကြတဲ့ကျောင်းသားတွေလည်းရှိနေပါပြီဆရာတို့ကျောင်းကိုလာမယ့်2018ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်တယ်အဲတော့တက္ကသိုလ်ဒုတိယနှစ်အောင်မြင်ပြီးထားတဲ့ပုဂ္ဂိုလ်တွေလျှောက်ထားနိုင်ပါတယ်ပို့ချမှုကာလကတော့2နှစ်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဆရာရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပို့ချချက်ကိုဒီမှာရပ်လိုက်ပါတယ်